တကယ်လို့တင်းစည်းလာတဲ့ယထာမြေပုံပေါ်မှာလည်းမရှိဘယ်သူမှလည်းမသိတဲ့ဘူတာတစ်ခုမှရက်သွားခင်ဘယ်လိုလုပ်မှာလဲအဲ့ဒီဘူတာမှာဆင်းနေခဲ့မှာလားဒီဇလိုင်းရဲ့အစကတော့2004ခုနှစ်ဇန်နဝါရီလရဲ့ညတကောင်ရဲ့အချိန်ဟာဆိုမီဆိုတဲ့ main လေးတယောက်ကအလောက်ကပြန်ရထားစီးနေဖြစ်ခဲ့တာအဲ့ဒီကောင်မလေးကသူ့အမြဲစီးနေကြရထားပေါ်မှာအိမ်ငိုင်နေခဲ့တယ်ဒါပေမဲ့သူပြန်နှုံးလာတဲ့အချိန်မှာတော့တကူးကလွဲနေပြီဆိုတာကိုသိလိုက်ရတယ်ပုံမှန်ဆိုလို့ရှိရင်5မိနစ်တခါရက်ရမယ့်ရထားမိနစ်20ကြာတဲ့အထိတနေ့ရမှမရက်ပဲနဲ့တောက်လျှောက်မောင်းနေတာဘေးဘက်ဝကြီးကိုကြည့်လိုက်တော့လေသူနဲ့အတူတခြားခရီးတဲ့9ယောက်ရှိပေမဲ့အကုန်လုံးကအသက်မရှိတော့ကလို့အိမ်မောကြနေကြတယ်အဲ့ဒီအချိန်မှာဟာဆိုမီကကြောက်ကြောက်နဲ့ရထားမောင်းသမားစီကိုသွားကြည့်ခဲ့ပေမဲ့နှံကာတာလို့ဘသူ့ကိုမှမမြင်ရသလိုအထက်ကနေလည်းဘာအတန်မှပြန်မထုတ်ခဲ့အဲ့ဒီအချိန်မှာပဲပြထားကအုံးမိန်လန်ကောင်တစ်ခုကိုဖျက်သွားပြီးတော့ကီဆာရာဂီဆိုတဲ့ဘူတာမှာရက်သွားခဲ့ထူးဆန်းတာကအဲ့ဒီဘူတာဂျပန်တနိုင်ငံလုံးမှာမရှိသလိုကိုကမ်းမဲ့ပေါ်မှာလည်းလုံးဝရှာလို့မတွေ့အဲ့ဒါကြောင့်ဟာဆိုမီကဘာလုပ်ရမှန်းမသိဖြစ်သွားပြီးတော့အရင်ဆုံးပြထားပေါ်ကနေဆင်းလိုက်တယ်ပြီးတော့မှ online ပေါ်ကလူတွေကိုအကူအညီတောင်းခဲ့ပါတယ်ဒါပေမဲ့လူတိုင်းကကီဆာရာဂီဘူတာနဲ့ပတ်သက်ပြီးတော့ဘာအချက်လက်ကိုမှရှာလို့မတွေ့ဘူးတဲ့ပြီးတော့သူတို့ကဟာဆိုမီကိုဝိုင်းပြီးတော့သတိပေးခဲ့ကြတယ်အဲ့ဒီနေရာကနေအခုချက်ချင်းထွက်ခဲ့အဲ့ဒါကဒီကဘာဘောကနေရာမဟုတ်ဘူးအဲ့ဒါကြောင့်ဟာဆိုမီကဒီဘူတာကနေငါမြန်ထွက်မှဖြစ်မယ်ဆိုပြီးဘူတာရဲ့အပြင်ထွက်ပြေးဖို့ကြိုးစားခဲ့ဒါပေမဲ့သူ့ဘလောက်ပဲပြေးနောက်ဆုံးမှာတော့ကီဆာရာဂီဆိုတဲ့စိုင်းမုံရှိရဲ့နေရာကိုပြန်ရောက်နေခဲ့အဲ့ဒီအချိန်မှာအဝေးကနေဘုံတီးတန်နဲ့ခေါင်းလောင်းတန်နေရာတဖြည်းဖြည်းကြားလာတယ်ဒီဟာကပွဲတော်တစ်ခုပုံများကျင်းပနေရတာတေချာနားအောင်ကြည့်လိုက်တော့မှအဲ့ဒီတန်နေရာကြောက်စရာကောင်းလာအောင်စီးချက်ကြလွန်နေတယ်ဆိုင်းတန်ပုံတန်နေရာနီးလာတော့ဟာဆိုမီလည်းအကြောက်လွန်ပြီးတော့ချီဦးတဲ့ရထွက်ပြေးလာခဲ့သူကရထားလမ်းအတိုင်းပြေးနေတဲ့အချိန်မှာပဲသူ့ရဲ့နောက်ကနေရထားလမ်းပေါ်မှာမပြေးနဲ့အနေရရှိတယ်ဆိုပြီးတော့သူ့ကိုလှမ်းအောင်တဲ့တန်ကိုကြားလိုက်ရတယ်အဲ့လိုနဲ့အတန်ကြားတဲ့စီကိုလှည့်ကြည့်လိုက်တဲ့အခါမှာတော့ခြေတော်တစ်ချောင်းလေးရှိတဲ့အဖိုးကိုတယောက်ကိုတွေ့ခဲ့ရတယ်တဲ့ဒါပေမဲ့အဲ့ဒီအဖိုးကမျက်စိတက်မိတ်လေးတွင်မှာပဲဘယ်တော့မှမရှိတဲ့သူလိုမျိုးပျောက်သွားတယ်အဲ့ဒီလိုနဲ့ဟာဆိုမီလည်းကြောက်လန့်တကြားနဲ့မှောင်မဲနေတဲ့ဥမင်လန်ကောင်ကြီးတစ်ခုလေးကိုပြေးဝင်မိတယ်လမ်းမှာချော်လဲလို့သူ့ရဲ့ခြေထောက်မှာလည်းဒဏ်ရာရသွားခဲ့တယ်ဟာဆိုမီကမှောင်မဲနေတဲ့ဥမင်နဲ့ကနေအသက်လူပြေးထွက်လာပြီးဥမင်ဆောင်ကိုရောက်တော့ရထားတဲ့ကားတစ်စီးကိုတွေ့လိုက်ရတယ်တဲ့ကားထဲမှာရှိနေတဲ့လူတစ်ယောက်ကသူ့ကိုကြည့်ပြီးတော့ဒီနေရာအရန်အနေနဲ့ရတယ်အနားမှာရှိတဲ့တခြားဘူတာတစ်ခုကိုငါလိုက်ပို့ပေးမယ်ကားပေါ်တန်းလို့ပြောလာခဲ့တယ်အဲ့ဒီအချိန်မှာဟာဆိုမီကခြေထောက်မှာဒဏ်ရာရနေပြီးတော့စောစောကခြေထောက်တစ်ဖက်တည်းနဲ့အဖိုးကြီးကိုတွေ့ရလို့ကြောက်စိတ်မွန်နေရကြောင်းဒီလိုကဘာလို့လဲဘာလဲဆိုတာကိုမစင်စားနိုင်တော့ဘဲနဲ့ကားပေါ်တက်လိုက်နေပါတယ်တကယ်တော့ဒီဟာကသူ့လုံးမိသမျှထဲမှာအကြီးမားဆုံးအမားတစ်ခုဖြစ်လာခဲ့ပါတယ်ဟာဆိုမီကကားပေါ်မှာထိုင်နေဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်တော့သူတစ်ခါမှမမြင်ဘူးတဲ့ထူးဆန်းတဲ့တစ်ပင်ကြီးတွေနဲ့တောင်တန်းတွေကိုတွေ့လိုက်ရတယ်တကယ်တော့အဲ့ဒီလူကဘူတာကိုမောင်းရမယ်စားတောနယ်ကြီးတစ်ခုတည်းကိုမောင်းဝင်လာခဲ့တာပါကားမောင်းတဲ့လူကလည်းခုနကလိုမျိုးခဲမဲပုံစံမဟုတ်တော့ဘဲနဲ့သူ့ရဲ့ပါဆက်ထဲကလေလူနာမလဲနိုင်တဲ့ထူးဆန်းတဲ့စကားလုံးတွေကိုတိုးလေးရွတ်နေတယ်ဟာဆိုမီကအရန်ကြောက်လာပြီးတော့သူ့ရဲ့နောက်ဆုံး post ကို line ပေါ်မှာတင်ခဲ့ပါတယ်အဲ့ဒီ post ထဲမှာသူရေးရတာကငါရဲ့ဖုန်းဘက်ထရီကကုန်တော့မယ်ဒီလူကြီးကထူးဆန်းတာတွေတွတ်ပြောနေရကြပြီအခွင့်ရရတာနဲ့ငါကားပေါ်ကနေခုန်ချပြီးထွက်ပြေးတော့မယ်ဒီဟာကငါရဲ့နောက်ဆုံး post ဖြစ်လိမ့်မယ်ဆိုပြီးတင်ခဲ့ပါတယ်အဲ့ဒီ post တင်ပြီးရဲ့နောက်မှာတော့ဟာဆိုမီဆိုတဲ့ main ကလေးကဒီကဘာပေါ်ကနေလုံးဝပြောက်ကွယ်သွားခဲ့ပါတယ်ရဲတွေနဲ့သူ့ရဲ့မိသားစုဝင်တွေကအသေးအံလိုက်ရှာခဲ့ပေမဲ့သူ့ရဲ့ post ထဲမှာပြောထားခဲ့တဲ့ကီဆာရာဂီဆိုတဲ့ဘူတာရောဟာဆိုမီကိုရောဘယ်မှရှာမတွေ့ခဲ့ပါဘူးထူးဆန်းတာကဒီဖြစ်ပြီးတော့9နှစ်ကြာမှာငါဟာဆိုမီပါအခုမှလူကဘာကိုပြန်ရောက်လာတယ်ဆိုတဲ့ comment တစ်ခုက online ပေါ်မှာပြန်ပေါ်လာခဲ့ဒါပေမဲ့အဲ့ဒါကတကယ်ဟာဆိုမီလားဒါမှမဟုတ်တခြားတစ်ခုခုလားဆိုတာကတော့အခုဒီဘေးနီးဖြစ်နေစေပဲဖြစ်ပါတယ်အခုကြည့်နေတဲ့သူတွေလည်းရထားစီးရင်နဲ့မြေပုံပေါ်မှာမရှိတဲ့ဘူတာတစ်ခုမှရက်သွားခဲ့ရင်ဘယ်တော့မှစေးမသွားဖို့အကြံပေးပါရစေ